ဒီတစ်ခါမှာတော့ကလေးတွေရန်ချိုက်တဲ့ချက်သားပြောင်းမှုရင်းကြီးလိုက်လေးရဲ့ချက်သားပြောင်းမှုရင်းကြီးပြလေးရဲ့ပေါ့နော်လောက်စားပေးဖြစ်ပါတယ်ရှင်ချက်သားကိုအနေတော့သုံးပြီးတော့ခယူစီရဲ့အသားမောက်ရဲ့တကြားရဲ့ချက်ဥတလုံးရဲ့ချက်တူနီရဲ့မောင်လာဦးနီရဲ့ပြောင်းမှုရဲ့ထည့်ထားပါတယ်ပြီးရင်ကြိတ်ထားပါတယ်ရှင်ကြိတ်ပြီးလို့ရှိရင်တော့ပြောင်းကောမောင်းနဲ့စုံထည့်ပြီးတော့ချန်နယ်လေးအကောင်ထည့်ပြီးတော့ကြိုက်လိုက်ပါတယ်ရှင်ပြီးရင်အဲ့တဲ့ထည့်ပါတယ်အဲ့တဲ့ထည့်ပြီးတော့ရင်းညှိရွက်လေးကိုယူပြီးတော့နှစ်ပိုင်းဖြတ်လိုက်ပါတယ်ရှင်ပြီးရင်ထိတ်ထားတာလေးထည့်ပြီးတော့လိုက်ပါတယ်ရှင်ထိုက်မှာတော့ရေစုပ်ပြီးပေါ့နော်သူကအောင်လို့ပါရှင်ကဲလိုက်ပြီးဆိုလို့ရှိရင်တော့ရင်းညှိရွက်လေးကိုညှက်လိုက်တာပေါ့နော်ပြီးရင်တော့ချက်သားလေးထည့်ပါတယ်ပြီးရင်စုံနဲ့ညှိပါတယ်ရှင်လိုက်ထားတာလေးကတော့ကတ်ချင်နဲ့လေးပိုင်းလိုက်ပါတယ်ရှင်ပြီးရင်အိုးတဲ့ကိုစီထည့်ပြီးတော့စီလာလို့ရှိရင်တော့ထည့်ပြီးတော့ကြော်လိုက်ပါတယ်ရှင်နီညိုရောင်ပြောင်းလာပြီဆိုလို့ရှိရင်ဆယ်ပြီးတော့စစ်ထားပေးပါနော်ကျန်တာလေးကိုလည်းအကုန်အဲ့လိုမျိုးပဲကြော်ပြီးတော့နီညိုရောင်ပြောင်းလာပြီဆိုရင်ဆယ်ထားပေးပါတယ်ရှင်ကျန်တာလေးကိုတော့စစ်ဒီအတိုင်းပဲချက်သားလုံးလေးပဲကြော်လိုက်ပါတယ်ရှင်ပြီးရင်တော့ခရမ်းချင်ဒီဆော့နဲ့တွဲစားပါတယ်ရှင်ကဲစားကြပါဦးရှင်